ခုခတ်ကိုစဆားရောက်ပြီးရဲ့ဒီမှာတလမှာဟိုတယ်မှာနေရပေါ့နော်ဟိုတယ်ကခန်းကအရန်ဈေးကြီးလာတဲ့ခါကျတော့နောက်လာကျတော့အခန်းဘလို့မှရှာလို့မရတဲ့အချိန်မှာကန်းကျင်နာကဒီချက်လုံးဘက်ကအိမ်လေးတွေချင်နေပါတယ်ဒီအိမ်လေးကကိုရောက်တဲ့ချိန်မှာဆောက်လက်စာကြီးဖြစ်နေတော့လေကားတော့မရှိဘူးလေကားကလည်းဒီလိုမျိုးဒီလိုလေကားမျိုးပေါ့နော်အဲ့လိုဆက်ပြီးလေကားနဲ့တက်ခဲ့ရတယ်အိမ်လေးကလေတအားတိုက်တယ်ပြောဖို့ကောင်းတယ်ရှေ့မှာနောက်2မိနစ်ဆိုင်ကန်းကျင်ရောက်တယ်ပေါ့နော်ဒီအိမ်လေးကိုအမတ်တရတလားနေခဲ့ပါတယ်ဒါလေးကအမတ်တရဒီမျိုးလေးဒီချက်လုံးမျိုးလေးမှာနေခဲ့တဲ့ဗီဒီယိုမှတ်တမ်းလေးပါဒီချက်လုံးကဆိုရင်ညီမနိုင်ငံမှာဆိုရင်တော့လိုင်းသားရတို့ရှေ့ပြီးသားတို့ပုံစံမျိုးရက်ခွက်ကလေးပေါ့နော်အားကြောင့်မလို့ခုခတ်ကိုလာမယ်ဆိုရင်ဘာလို့ဒါကိုတတိပေးခြင်းလဲဆိုရင်ကိုကလာဖို့စီစဉ်ရှိရဆိုရင်ကြိုပြီးတော့4လ5လလောက်အခန်းကောင်းကောင်းရွေးဖို့လမ်းမျိုးဖို့ကလေးထားဖို့လိုတယ်ခိုက်စီစဉ်ကြမှာလာပြီးတော့မှဒီအခန်းကိုယူမယ်ဆိုတော့ဖျောက်ခက်တယ်အခန်းတွေကတော့ရှိတယ်ဈေးအရန်မြင့်သွားတယ်6500ပြီး1300 1800 9000လောက်ထိတက်သွားတယ်ဆိုအရန်ဈေးရမြင့်အားကြောင့်မလို့လာခင်တွေကကြိုတင်ပြင်ဆင်မှုလိုတယ် short တွေ short တမ်းပဲဖြစ်ဖြစ်နောက်တမ်းပဲဖြစ်ဖြစ်ကိုကြည့်အခန်းလေးကိုလိုချင်လို့စောင့်နေတာ3လ2လကျော်3လနီးပါးလောက်ရှိနေလို့လည်းဆိုရင်လည်းကပြီးပြော့လိုက်ဟောတပိုးချက်က8000တလားကျပြောမယ်ဆိုရင်သူ8000ပြန်ပေးမယ်ပေါ့နော်ဒီအခုဆက်ရက်တင်ထားတဲ့8000သူပြန်ပေးမယ်လို့ပြောတယ်ဒီကမှာ wifi တော့မပါဘူး aircon ပါတယ်ကွာဒီပန်ကပါမယ် accessory တွေကုန်